ပရိသတ်ကြီးရေဟင်းပေါင်း90တောင်စားမဝင်တဲ့ဘရင်ကြီးကိုဥပေါ်ဦးကကဘာပေါ်မှာအရသာအကောင်းဆုံးဟင်းတစ်ခွက်နဲ့အကုန်စားအောင်လုပ်လိုက်တယ်ဆိုရင်ယုံနိုင်မလားဒီဟင်းကဘာလဲဆိုတာသိလိုက်ရင်မင်းတောင်အံ့ဩသွားမယ်ဟိုးတခါကကုန်းပေါင်ခင်နန်းတော်ကြီးထဲမှာဘိုးတော်ဘုရားဟာနေ့တိုင်းဟင်းပေါင်းများစွာနဲ့စားတောက်နေခဲ့တယ်ရွှေထဲပန်းခန်းတွေအရသာကောင်းတဲ့ဝက်သားဟင်းကြက်သားဟင်းသမင်သားဟင်းတွေစပွဲပေါ်မှာဖြည့်နေခဲ့ပြီးမဲ့ဘရင်ကြီးကဇွန်းကိုချလိုက်ပြီးစားမဝင်ဘူးလို့မကျေနပ်တယ်လို့ပြောလိုက်တယ်။ဒါကြောင့်ဘရင်ကြီးကဒေါသနဲ့ကဘာပေါ်မှာအကောင်းဆုံးဟင်းကိုရှာလာကြမရရင်မင်းတို့အားလုံးကိုအပြစ်ပေးမယ်လို့အမိန့်ပေးလိုက်တယ်။အမတ်တွေအားလုံးစိုးရိမ်သွားကြတယ်။ဘယ်လိုဟင်းကအကောင်းဆုံးလဲဆိုတာဘယ်သူမှမသိဘူး။အဲ့ဒီအချိန်မှာဉာဏ်ပညာပြည့်စုံတဲ့ဦးပေါ်ဦးကရှေ့တန်းထွက်လာပြီးလေးလေးနက်နက်ရှောက်တင်လိုက်တယ်။မင်းကြီးဖေဟာတပြည့်တော်မှာမင်းကြီးမစားဘူးသေးတဲ့အကောင်းဆုံးဟင်းတစ်ခွေရှိပါတယ်။ဘရင်ကြီးစိတ်ဝင်စားသွားပြီးချက်ချင်းယူလာလို့အမိန့်ပေးလိုက်တယ်။ဒါပေမဲ့ဥပေါ်ဦးကနန်းတော်ထဲမှာမစားရပါဘူးဖေဟာ။တောထဲမှာမှအရသာမှန်ကိုခံစားရမယ်လို့ပြန်ပြောတယ်။နောက်တနေ့မနေ့ဘရင်ကြီးမြင်းစီပြီးတောထဲထွက်လာတယ်။အစတော့ပျော်ရွှင်နေခဲ့တယ်။တမင်လိုက်တယ်။တစ်တော်လှပမှုတွေကြည့်တယ်။နေပူလာတယ်။ရေမတော့ရထမင်းမစားရဘရင်ကြီးဘိုက်စာလာတယ်။ဟေးဥပေါ်ဦးဟင်းကဘယ်မှာလဲလို့မေးလိုက်တယ်။ဥပေါ်ဦးကဖြုံးပြီးနည်းနည်းထပ်သွားရင်ရပါပြီဖေဟာလို့ပြန်ပြောတယ်။ဒီလိုနဲ့တောင်ကုန်းကျော်ချောင်းကူတောထဲမှာလှည့်ပတ်ခေါ်သွားတယ်။နောက်ဆုံးမှာတော့ဘရင်ကြီးအင်ဟာမရှိတော့ပဲတစ်ပင်အောက်မှာထိုင်ချလိုက်တယ်။ငါပိုက်စာလို့မနေနိုင်တော့ဘူး။အခုချက်ချင်းမကြွေးရင်မင်းကိုအပြစ်ပေးမယ်လို့ဒေါသနဲ့ပြောလိုက်တယ်။အဲဒီတော့မှဥပေါ်ဦးကအေးအေးဆေးဆေးနဲ့ဖတ်ရွက်တထုပ်ကိုထုတ်လိုက်တယ်။ဘရင်ကြီးစိတ်လှုပ်ရှားပြီးဖွင့်လိုက်တဲ့အခါအထဲမှာရှိတာကထမင်းကျန်းကလုံးနဲ့ငပိရည်တစ်ခွက်အရွက်စိမ်းနှင်းငယ်ပဲဖြစ်တယ်။ဒါပေမဲ့အခုအချိန်မှတော့ဘရင်ကြီးမတွေးနိုင်တော့ဘူး။သူ့လက်နဲ့ထမင်းကိုကင်ပြီးငပိရည်နဲ့စားလိုက်တယ်။အိုးအရသာရှိတယ်လို့ပြောလိုက်တယ်။ထမင်းကျန်းတစ်လုံးလုံးကိုအချိန်မကြာခင်အကုန်စားပြီးသွားတယ်။စားပြီးတော့ဘရင်ကြီးထပ်ပြင်းကြားပြီးပြောလိုက်တယ်။ဥပေါ်ဦးဒီဟင်းကဘာလို့ဒီလောက်ကောင်းရတာလဲဥပေါ်ဦးလေးလေးနက်နက်ပြန်ရှောင်တင်လိုက်တယ်မင်းကြီးဖေဟာအခုမင်းကြီးစားသွားလာတာတာမန်ထမင်းချမ်းနဲ့ငပိရည်ပါဖေဟာဒါပေမဲ့အဲ့ဒီဟင်းကိုအရသာအကောင်းဆုံးဖြစ်အောင်လုပ်ပေးတဲ့အရာတစ်ခုရှိပါတယ်ဘရင်ကြီးအံ့ဩပြီးဘာလဲလို့မေးလိုက်တယ်ဥပေါ်ဦးကပြောလိုက်တယ်အကောင်းဆုံးဟင်းဆိုတာစာလောင်ခြင်းပါဖေဟာလူတွေစီးစိမ်များလာလေအရသာအစ်စ်ကိုမသိတော့ကြဘူးဒါပေမဲ့စာလောင်တဲ့အချိန်မှာတော့တာမန်အစားအစာတောင်အကောင်းဆုံးဟင်းထစ်သွားတယ်။ဘရင်ကြီးလည်းအဲ့ဒီအခါမှတန်ဖိုးကိုနားလည်သွားခဲ့တယ်။